โอเคကြည့်အောင်ဇာနေတို့လက်ပြင်ကုန်းတဲ့သူတွေပါလားဒီထဲမှာเนาะလက်ပြင်ကုန်းတဲ့သူတွေကိုချုပ်ပေးရမယ်ပေါ့เนาะချုပ်ပေးတဲ့ခါကျရင်ဇာနေတို့ဘယ်လိုမျိုးခက်ခဲတွေရှိခဲ့လဲเนาะဘယ်လိုမျိုးရင်ဆိုင်ခဲ့ရလဲဆိုတာကိုဘယ်လိုမျိုးဖြေရှင်းခဲ့လဲပေါ့เนาะကိုယ့်ရဲ့အတွေ့အကြုံလေးတွေကိုဇာနေရဲ့ comment မှာเนาะတယောက်တစ်ချက်စီမှန်ခဲ့ပြီလို့ရပါတယ်ကိုယ့်ရဲ့အတွေ့အကြုံလေးပေါ့เนาะပြန်ပြီး sharing လုပ်လို့ရပါတယ်ပေါ့เนาะโอเคအခုလို့ဒီခုမှစာပေလေးလံနေတဲ့သူတွေစက်ချုပ်ပညာလေးလံနေတဲ့သူတွေအတွက်ဇာနေကလက်ပြင်ကုန်းတဲ့သူတွေဆိုဘယ်လိုမျိုးပတ်တန်းကိုပြင်ရမလဲပေါ့เนาะရိုးရိုးကိုယ့်ရဲ့ဒီပုံမှန်ဆွဲနေကြခန္ဓာကိုယ်ပုံမှန်ခန္ဓာကိုယ်လို့မဟုတ်ဘဲနဲ့သူကနောက်ရဲ့ကြောကြီးကခုံခုံဖြစ်နေတဲ့အတွက်အကြောင်းမလို့เนาะဇာတိတို့ကဒါလက်ပြင်ကုန်းတဲ့သူဆိုရင်ရိုးရိုးပတ်တန်နဲ့မရဘူးရိုးရိုးပုံမှန်ပတ်တန်နဲ့မရတဲ့အတွက်ဒါလေးကိုပြောင်းပေးမယ်ဘာကိုပြောင်းမလို့နှစ်ချက်ပြောင်းပေးမယ်ပထမတစ်ချက်ဒီဇာတိတို့เนาะဒီကြောကျယ်မြင့်ပေါ့เนาะဒီဂျိုင်းတော့ဝက်အမှတ်ဒီကြောကျယ်မြင့်လေးကိုဇာတိတို့တစ်ချက်ပြောင်းမယ်နောက်တစ်ချက်ကကြောက်ဒီတောက်เนาะဒီတောက်ကကြတော့ဇာတိတို့ပုံမှန်တောက်ဆိုရင်ဇာတိတို့ဒီမှာရင်မြင့်မှလာထိုးတယ်เนาะပုံမှန်တောက်မဟုတ်ဘူးဆိုရင်ဒီကြောခွက်တဲ့သူတွေဆိုရင်ရင်မြင့်ပေါ်ကိုတလက်မထပ်ထိုးတယ်เนาะတကယ်လို့ကြောခုံးနေဒီလိုမျိုးလက်ပြင်ကုန်းတဲ့သူတွေကြောခုံးတဲ့သူတွေဆိုရင်ရင်မြင့်ကိုတလက်မချထိုးတယ်เนาะဒါတောက်ထိုးနည်းလည်းမတူဘူးပေါ့เนาะဒါကြောင့်ဒီကလက်ပြင်ကုန်းနဲ့ကိုလက်ပြင်ကုန်းနဲ့ကြောခုံးနဲ့ကြောလုံးနဲ့ဖြစ်တဲ့ကြောင့်ဇာတိတို့ကအောက်ကိုတလက်မလောက်ချပြီးတော့ပါတောက်ကိုဒီလိုမျိုးလေးထိုးမယ်ပေါ့เนาะပုံမှန်ဆိုရင်ပုံမှန်ခဏကိုဆိုရင်ဒီရင်မြင့်မှာထိုးတယ်ပေါ့เนาะဒါမတူဘူးဘေးကိုဇာတိတို့ဘယ်လောက်လဲလက်မောက်ဝက်ကိုထိုးနေကြအတိုင်းပဲဇာတိတို့ထိုးလိုက်မယ်ပေါ့เนาะရှာလားဒီလိုလေးပေါ့နော်ဒါကဒီရဲ့အောက်ကိုဇာနေကိုတက်လက်မလောက်ချထိုးတာဒီလက်ပြင်ကုန်းတဲ့သူပဲဖြစ်စေကြောခုံးတဲ့သူတွေပဲဖြစ်စေဒီလိုမျိုးထိုးပေးရမယ်နော်ဒီတောက်လေးပြင်မယ်နောက်တောက်နောက်တစ်ခုကကြတော့ဒီပေါ့နော်ဒီကြောကျယ်အမြင်ကိုဇာနေကိုဖြတ်ထုတ်မယ်နော်ဒီမြင်းလေးကိုဇာနေကိုခွဲလိုက်မယ်နော်နောက်တစ်ချက်ပြင်မယ်နော်အစုံနေမခွဲဘူးနည်းနည်းလေးခြံထားပေးမယ်ခြံထားပေးပြီးဇာနေကိုဒီပတ်တန်လေးအစားထိုးမယ်နော်မြင်းသားဇာနေကာလာပေပါလေးအစားထိုးလိုက်မယ်နော်ထိုးပြီးရင်သူ့ကိုဘယ်လောက်ကားမလဲဆိုတော့ဇာနေတို့ဒီသူ့ကိုနော်လက်မနဲ့ဆိုရင်တော်တော်ကြီးခုံးနေကြုံ6စိတ်ပေါ့နော်ဒီပုံမှန်နည်းနည်းပဲတိတ်မခုံးဆိုရင်လက်မက4စိတ်လောက်ပဲထိုးပေါ့နော်ဒီနေရာမှာ4စိတ်6စိတ်ပေါ့နော်ထိုးလို့ရတယ်ဒါဥစားနဲ့တိတ်ကလေးနဲ့ကပ်ပြရမယ်နော်ဒီနေရာလေးโอเคဒီနေရာလေးလုပ်ပြီးတော့ဒီနေရာမှာတွေ့လားနည်းနည်းလေးမှာခွတ်ဒီလိုမျိုးလေးဖြစ်နေတာကိုဇာဒီကြာလေးနဲ့ပြပြလေးဆွဲလိုက်နော်ဒီလိုပုံစံလေးဆွဲလိုက်ကြာလေးကိုဇာညှက်ထုတ်လိုက်နော်ဒီညှက်ထုတ်လိုက်တဲ့ခါကျတွေ့လားကြောလေးကဒီလိုမျိုးလေးခုံလေးဖြစ်သွားမယ်နော်သူကုန်းနေတဲ့လက်ပြင်လေးကရှာသွားမယ်ရှာမလားနှစ်ချက်ပဲပြင်ရမှာနော်ပထမဒီတောက်ကိုအောက်ကိုတလက်မချမယ်နောက်တစ်ခုကဒီမှာ6စိတ်လောက်နော်6စိတ်လောက်ဟာလိုက်မယ်နော်ရှာမယ်နော်ဒါလက်ပြင်ကုန်းတဲ့သူတွေအတွက်ပါ